Base က Hotel Life ဒါမှမဟုတ် FME Life မှာရှိနေတဲ့သူတယောက်ဆိုရင်ဒီဗီဒီယိုကမိတ်ဆွေတို့တွေ့ပါပဲ FME ကို career တစ်ခုအနေနဲ့သွားတဲ့လူတွေရှိသလိုကျွန်တော်တို့အလုပ်ရရင်ပြီးတော့ဆိုပြီးတော့ရောက်သွားတဲ့သူတွေလည်းရှိပါတယ်။ဘာပဲဖြစ်ဖြစ်ဒီ life ကိုရောက်လာအရင်ကိုမှကိုယ်ယူဖို့ခေါ်တယ်။ဘာလို့ကိုယ်ယူဖို့ခေါ်လဲဆိုတော့ကျွန်တော်အချက်၃ချက်နဲ့ကျွန်တော်ပြပြပေးသွားပါမယ်။နံပါတ်1လူတွေအကြောင်းကိုပိုသိလာခြင်းဒီ life ကလူတွေနဲ့ထိတွေ့ရတာအများဆုံးလုပ်ပါ။သူတို့ဘာလို့ရှိလဲမဖြစ်ချင်လဲမျက်နှာသိမျက်နှာထားဝမ်းနေလားဒါမှမဟုတ်ဝမ်းတာနေလားစတာတွေကိုကျွန်တော်တို့သိအောင်လုပ်ရတာဖြစ်တဲ့အတွက်ကျွန်တော်လူတွေအကြောင်းကိုအရင်ကထည့်ပို့ဖို့ကျွန်တော်သိလာတယ်။နံပါတ်2 what is standard ကျွန်တော်တို့ standard ဆိုတဲ့စကားကိုကျွန်တော်နေ့စဉ်ပြောထားတော့မရှိပါဘူးဒါပေမဲ့ကျွန်တော်ဒီ left ကိုရောက်လာတဲ့အခါမှာ standard ဆိုတာဘာလဲ standard ဆိုတာဘယ်လိုမျိုးလဲအဲ့ဒီ standard ကိုရောကျွန်တော်တို့ဘယ်လိုလက်နိုင်မလဲဆိုတဲ့အရာတွေကိုကျွန်တော်တို့လေ့လာရတယ်နံပါတ်3 personal grooming ကတော့ဒီ life မှာမရှိမဖြစ်လို့အတဲ့အရာပါကိုယ့်ရဲ့ဝတ်ပုံစပုံနေဖို့ထိုင်ဖို့အတော်လာတွေကိုကျွန်တော်တေးချာလေး view ဆိုင်တဲ့အတွက်အရင်ကတည်းကကျွန်တော်တို့ပို့ပြီး smart ကြလာမယ်ပို့ပြီးတော့မှကြည့်ကောင်းလာတော့အမှန်ပါဒီချက်၃ချက်ကတော့ဒီ life မှာရရှိလာတဲ့ခေါင်းရိုးတွေပေါ့နော်ဒီတဲ့ပို့ကောင်းတော့ကျွန်တော်တို့ဒီ high class လူနဲ့နေ့စဉ်ဒီတိုင်းကျွန်တော်ထိတွေ့ရတဲ့အတွက်ကြောင့်သူတို့ဘယ်လိုမျိုးသွားလာနေလဲဘယ်လိုမျိုးစားတောင်းနေလဲဘာလို့လုပ်နေလဲအစကျွန်တော်မြင်တွေ့ခွင့်ရတဲ့အတွက်ကျွန်တော်ကိုယ်တိုင်နဲ့စိတ်ဓာတ်တွေကျွန်တော်ပုံလို့မှတက်ကြွလာမှာပေါ့နော်တက်ကြွလာမယ်ကြိုးစားခြင်းတွေဘာညာအဲ့လိုရှိလာမှာပေါ့နော်ဆိုတော့ကျွန်တော်ဒီ life ကတော်တော်လေးကိုကောင်းတဲ့ life ပဲအဖေကိုရောက်နေတဲ့နေရာဘယ်နေရာမှာဆိုကိုယူဖို့ကျွန်တော်ပြောချင်တယ်အဲ့လိုမကုန်ယူမှာပဲကျွန်တော်နေ့စဉ်ကျွန်တော်လုပ်နေတဲ့အရာတွေကျွန်တော်ကြိုးစားနေတဲ့အရာတွေကပိုပြီးတော့မှအတိတ်ပဲရှိလာမယ်ပိုပြီးတော့မှလည်းကောင်းမွန်တဲ့အရာတွေဖြစ်လာမယ်လို့ကျွန်တော်ကတော့ထင်မိတယ်ပေါ့နော်ကျွန်တော်နာမည်ကတော့ကိုစောပါကျွန်တော်တို့ဒီ productivity တွေအခြားသောအကြောင်းအရာတွေကိုကျွန်တော်ပြောလို့တော့ရှိပါတယ်ကျွန်တော်ပိုပြီးတော့မှသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီ channel လေးကို follow လုပ်တော့ဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်အားလုံးကို bye bye